ကျမသိတယ်စမျိုးကသချင်းတွေကို download ချလို့ရတဲ့ website ကလေးပြောပြပါမယ်။သူက SOWNLOADER.com ပေါ့နော်။ကိုဆိုထားတဲ့သချင်းရဲ့အောက်ဖက်လေးမှာရှိတဲ့မြပုံငန်းကလေးကိုနှိပ်ပါပြီးရင်ပေါ်လာတဲ့ပုံလေးတွေကမှ copy link ဆိုတာလေးကိုနှိပ်ပါပြီးရင်အစောကwebsite ရဲ့ paste your link here ဆိုတဲ့နေရာမှာ paste လုပ်ပြီးလို့ရှိရင် download ကိုနှိပ်ပါမယ်ခဏကြာရင်ပုံမှာပြထားတဲ့အတိုင်းသူက download audio လား download video လားဆိုပြီးမေးပါနော်ကိုက video နဲ့ဆိုထားရင်တော့တစ်ခါလေး download ချပြီးကိုတင်ရင်နဲ့ Facebook YouTube စတာတွေမှာတစ်ခါလေးတင်လို့ရပါတယ် audio ပေါ့ရိုးရိုးအသံ file ဆိုရင်တော့ကိုယ့်ဘာသာကိုယ်ပဲ video လုပ်လို့ရတဲ့ application တစ်ခုနဲ့ video ပြောင်းတင်လို့ရပါတယ်